တနေ့ကုန်နေမထွက်ပဲဖင်လန်မှာမှောင်ဝမဲကြီးနဲ့ကြောင်းသွားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်။တော်တော်များများကဖင်လန်မှာနေမဝင်ဘူးဆိုတာကိုပဲတွေ့ဘူးကြတယ်။နေမထွက်တာကိုမတွေ့ဘူးဆိုတော့ဒီနေ့ဒီဗီဒီယိုလေးထဲမှာပြပေးသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကတော့လွန်ခဲ့တဲ့6လစောင်းရာသီတုန်းကရိုက်ထားတဲ့ဗီဒီယိုပဲဖြစ်ပါတယ်။အခုကတော့နွေရာသီရောက်လာပြီဖြစ်တဲ့အတွက်ဒီနေ့ကုန်နေမဝင်တော့ပါဘူး။ဒါပေမဲ့လွန်ခဲ့တဲ့6လတုန်းကတော့စောင်းရာသီမှာနေလုံးဝမထွက်ပဲနဲ့အလီနာတို့တွေကြောင်းသွားရတယ်။တခုခုဈေးဝယ်ပြီဆိုလို့ရှိရင်လည်းအဲ့လိုမှောင်ဝမဲကြီးနဲ့ပဲသွားရတယ်ပေါ့နော်။အဲ့တုန်းကဆိုလို့ရှိရင်မြို့ကြီးကိုဆက်ဆက်ရောက်ချင်းကြောင်းတက်တာဆိုလို့တစ်လလောက်ပဲရှိအောင်ပဲပေါ့နော်အလီနာတက်နေတဲ့ major က media major ဖြစ်တဲ့အတွက်အဲ့ဒီမှာ edit တွေလုပ်ရတယ်ဆက်စချင်းဆိုတော့အလီနာတို့အရင်အခက်ကြီးတွေမလုပ်ရသေးပဲနဲ့အခုပြထားတဲ့ fruits တွေပေါ့နော်အဲ့ဟာတွေအတိုင်းပုံတူတွေဆွဲပြီးတော့ fruit basket လေးအဲနေရာကျောင်းက assignment လုပ်ခိုင်းတာဖြစ်ပါတယ်ဒီမှာစာတင်တာမျိုးမဟုတ်ပဲနဲ့အလီနာတို့ကိုဒီလို assignment တွေပေးတယ် edit နဲ့ပတ်သက်တဲ့ဒီ media နဲ့ပတ်သက်တဲ့အပိုင်းတွေသင်ပေးပြီးတော့ကိုကဆွဲရတယ် edit လုပ်ရတယ် graphic design လားဒါမှမဟုတ် video editing လား photo editing လားအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျောင်းမှာလုပ်ရတာပဲဖြစ်ပါတယ်ကျောင်းကလေအလီနာဆိုလို့ရှိရင်3ရက်လောက်ပဲသွားရတယ်ပေါ့နော်ပြီးလို့ရှိရင်လည်းကျောင်းမှာကကိုဘာလုပ်စရာရှိလဲပေးထားတဲ့ဟာတွေပြီးပြီဆိုလို့ရှိရင်စောစောလေးပြန်လို့ရတယ်လို့မျိုးတချို့ရက်တွေဆိုရင်အကုန်ပြီးနေတဲ့ခါကျရင်ကျောင်းသွားစရာမလိုတာမျိုးတွေလည်းရှိပါတယ်ကဲခုကတော့နေ့လယ်7နာရီကျော်လောက်ရောက်လာပြီဆိုလို့ရှိရင်တော့နေ့လယ်စားရပါတော့မယ်ကျောင်းမှာကျတော့နေ့လယ်စား free အလကားကျွေးရဲအခမဲ့ကျွေးရဲဆိုတာတော့အကုန်လုံးသိကြမယ်ထင်တယ်ဒါကတော့ဒီနေ့အလီနာတို့ကျောင်းမှာကျွေးရပါတော့အဲတော့ကကျတော့ထမင်းကျွေးရဲပြီးလို့ရှိရင်ကိုရီးယား pasta စားခြင်းလားထမင်းစားခြင်းလားပေါ့နော်ရွေးလို့ရတယ်နောက်ပြီးတော့ဟင်းတွေလည်းရှိပါတယ်အဲ့ဒါတွေကတော့အလီနာတို့လည်းထည့်ပြီးတော့စားကြည့်ရဒါပေမဲ့ကျောင်းကလေအရင်က high school လောက်တော့မကောင်းဘူးဒီကျောင်းက lunch တွေကရွေးထည့်စရာများတယ်ဆိုပေမဲ့အရင်အထက်တန်းကျောင်းမှာဆိုလို့ရှိရင်ကျအရသာပိုကောင်းတယ်ပေါ့နော်အဲ့တော့အရသာတွေကိုတောင်သွမ်းမိပါတယ်တော်တော်များများကလေအလီနာအရင်တော့ဆိုကျောင်းမှာခဏခဏနေလေစားတယ်ဒါပေမဲ့ခုနောက်ပိုင်းဆိုလို့ရှိရင်အိမ်မှာပဲပြန်စားရဲဒါမှမဟုတ်အပြင်မှာစားတာများရဲကျောင်းက lunch တွေအရင်ကြီးမကြိုက်တော့လေကဲအလီနာရဲ့ fruit basket လေးပြီးသွားပါပြီလှရဲလို့ထင်ကြလားလှုပ်ရှားရှိရည်လည်းလှုပ်ပြီးပြီဆိုတော့အလီနာကအိမ်မပြန်ခင်မှာ shopping center တစ်ခုသွားပြီးတော့စာတင်ရမှာပဲဖြစ်ပါတယ်အလီနာအဲ့အချိန်တုန်းကဆိုတင်တန်းတွေအရင်များတဲ့အချိန်ပေါ့နော်ဆိုတော့ကျောင်းနဲ့အိမ်တွေကတနားရီလောက်သွားရတာဖြစ်တဲ့အတွက်ဘလို့မှစာတင်လို့မမီပါဘူးဆိုတော့အလီနာအနည်းဆုံး shopping center တစ်ခုသွားရဲပြီးရင်အဲ့ဒီမှာတော့စာတင်ပါတယ်အလီနာလိုမျိုး content creator influencer ဖြစ်ချင်နေကြတဲ့သူတွေရဲ့အတွက် online ကနေပတ်စံရှာခြင်းလားဒါမှမဟုတ်နိုင်ငံခြား brand တွေနဲ့အလုပ်တွဲလုပ်ချင်လားအကုန်လုံးအလီနာတင်တန်းဖွင့်ပေးထားတာဖြစ်တဲ့အတွက်စိတ်ဝင်စားရဲကိုကလည်းဒီဗီဒီယိုဒီတိကြည့်ပြီးလာပြီဆိုလို့ရှိရင်တော့အလီနာက discount လေးပေးမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကို screenshot ရိုက်ပြီးတော့ဒီ Telegram Facebook ဒါမှမဟုတ် TikTok ကနေတော့ add လို့ရပါတယ် 20% off အထိထားပေးသွားမှာဖြစ်တဲ့အတွက်စိတ်ဝင်စားရဲဆိုလို့ရှိရင်မြန်မြန်အပ်ကြပါအဲ့ဒါဆိုရင်6လပိုင်းဖွင့်မဲ့အတန်းမှီမယ်ပေါ့နော်မဟုတ်လို့ရှိရင်တော့အလီနာရဲ့ဒီ9လပိုင်းအတန်းနဲ့ရောက်သွားပါလိမ့်မယ်ဒါပေမဲ့အားလုံးသိကြတဲ့အတိုင်း Zoom class နဲ့ 1-on-1 ကတော့ပြည့်သွားပြီး video class တော့ရှိပါသေးတယ်အလီနာကိုယ်တိုင်တင်ပေးထားတဲ့ video တွေကို Telegram channel မှာတင်ပေးထားပြီးတော့ကိုကအဲ့ video လေးတွေကြည့်ပြီးတော့လေ့လာခွင့်ရမှာပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ vlog အကြောင်းဆက်ကြမယ်ပေါ့နော်အခုကတော့အလီနာ Pilates သွားဖို့အတွက် outfit တွေလိုက်ရွေးပြီးတော့ဝတ်ကြည့်နေရပဲဖြစ်ပါတယ်အဲ့ချိန်တုန်းကအလီနာ Pilates မတက်ရသေးဘူးတခါမှမသွားဘူးသေးဘူးပေါ့နော်အဲ့ဒါအရင်ဆုံး shopping ထွက်နေရပါအဲ့လိုမျိုးနဲ့ပဲအလီနာတို့ဝယ်ပြီးစရာရှိရာဝယ်ပြီးွားပြီဆိုလို့ရှိရင်တော့အိမ်ပြန်มาတော့မယ်ဆိုတော့ဒီ video လေးကိုလည်းဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နောက်ထပ် video တွေမှာအကုန်လုံးနဲ့ပြန်ဆောင်ကြပါမယ်နော်